ကျွန်တော်တို့ရဲ့တရုတ်ပြည်ယူနန်ပြည်နယ်10ရက်တာခရီးစဉ်လေးဘယ်လိုအသေးစိတ်လေးလဲခဲ့လဲဆိုတာမေးလာတဲ့ညီမလေးတွေအတွက်ကျွန်တော်နောက်ပိုင်းနှစ်တွေမှာခရီးသွားရဆိုရင်တိုးနဲ့မလိုက်ချင်ဘူးကိုဟာနေကိုပဲအေးအေးဆေးဆေးသွားချင်တယ်ထားချင်တဲ့အခါထားတယ်သွားချင်တဲ့နေရာသွားတယ်ကိုကြကြနေချင်တဲ့နေရာမှာဆိုရင်ကြကြနေလိုက်တယ်ဒီလိုလေးကိုသဘောကျတယ်ဒီတစ်ခေါက်တော့ကျွန်တော်9မြို့လဲခဲ့တယ်ရွှေလီရဲ့မန်စီရဲ့ထိန်ချုံတာလီရှန်ဂရီလာဒီ9မြို့လေးမန်လေးကနေတော့မန်စီတီလေရင်စီးတယ်ဒါပေမဲ့ညအိတ်တဲ့အခါကျတော့ရွှေလီမှာအိတ်တယ်မန်စီကိုသွားလဲတယ်ဆိုရင်လည်းညကိုရွှေလီကိုပြင်အိတ်တယ်ရွှေလီမှာကျွန်တော်တို့တကြံတရက်ကိုလဲလိုက်တယ်နောက်ပြီးမန်စီကိုသွားလဲတယ်တရက်မန်စီသွားတဲ့အခါမှာကျွန်တော်တို့ဒီ CN4 cave တနေရာပဲလဲခဲ့တယ်ဒီအထဲမှာဒီတဘာဝလိုင်းကူလေးပိတ်ချင်းမြောင်လိုမျိုးပေါ့တဘာဝလိုင်းကူလေးရှိတယ်ပြီးလို့ရှိရင်မန်တရာလေးရှိတယ်လမ်းလျှောက်တဲ့လေကထစ်တက်တဲ့လေ့ကျင့်ခန်းတွေလုပ်ပြီးသွားတော့ညနေအချိန်မှာဆိုရင်ကော်ဖီဆိုင်လေးထိုင်ပြီးတော့မှရွှေလီမြို့ကိုပြင်သွားတယ်။နောက်တစ်ရက်မှာကျွန်တော်တို့ထိန်ချုံကိုဆက်တယ်။ထိန်ချုံမှာတညအိတ်တယ်။ The Big Boiling Pot ဆိုတဲ့ဒီရေဘူးဆန်းကိုရောက်သွားတယ်။ဒီရေဘူးဆန်းလေးကတအားကြီးကိုလာတယ်။တလန်းလုံးရဲ့ရှုခင်ရောပဲတလန်းလုံးသွားနေတဲ့လမ်းမှာဒီလိုပွက်ပွက်ဆူနေတဲ့ရေလေးတွေကိုတွေ့နေရတယ်။ဖျားဖန်တီးပေးထားတဲ့တဘာဝတရားကတကယ်ကိုစမ်းကြယ်လာတယ်ဒီအပေါ်ရောက်သွားတဲ့အခါကျတော့တောင်လဲတရိပ်ရိပ်တက်သွားတယ်လူလဲပြင်ပန်းလာပြီးဒီအပေါ်မှာ The Big Boiling Pot ဆိုတဲ့ဒီ pot ကြီးကိုနားရောက်တဲ့အခါကျရင်ကျွန်တော်တို့ဒီကြက်ဥပြုတ်လေးစားလို့ရတယ်သူ့ဘေးမှာသူ့ရဲ့အငွေ့တက်တဲ့ကြက်ဥပေါင်းလေးတွေလောက်ကြတယ်အဲ့မှာကျွန်တော်တို့ဒီကြက်ဥပြုတ်လေးစားတယ်ပြီးလို့ရှိရင်လမ်းတအားလျှောက်ထားတဲ့အခါကျတော့ခြေထောက်တွေလည်းတအားညောင်းတယ်ဒီကနေမှရေဘူးစန်းကနေမှရတဲ့ရေနဲ့ခြေထောက်လေးစိန်လို့ရတယ်ဒီရေဘူးဆန်းလဲပြီးသွားတဲ့အခါမှာညနေပိုင်းရောက်တော့ဒီမြို့မှာရှိတဲ့ Hershwin Ancient City ကိုရောက်သွားတယ်။ဒီမြို့ဟောင်းလေးကတော်တော်လေးကိုလည်းလာတယ်အထဲမှာလမ်းလျှောက်လို့ရတယ်အထဲမှာမုန့်လေးတွေဝယ်စားလို့ရတယ်။ညအိပ်ပြီးနောက်တစ်ရက်မှာရင်ဖုန်းမောင်ထိန်ကိုသွားတက်တယ်ဒီတောင်လေးကတော်တော်လေးတော့မှတ်တယ်ဒါပေမဲ့လေကထစ်တွေအကုန်ရှိတယ်အရန်ကြီးတော့မပြင်ပန်းဘူးကလေးတွေလည်းတက်တော့တက်နိုင်တယ်နားပြီးတော့မှတက်တယ်ဒီတောင်ကနေဆင်းလာတော့ကျွန်တော်တို့တန်းပြီးတော့မှတာလီမြို့ကိုဆက်သွားတယ်တာလီမှာ3ညအိတ်လိုက်တယ်အဓိကလဲတဲ့နေရာကဒီလီဆောင်ပန်းပန်းချံပဲဒီလီဆောင်ပန်းပန်းချံကအရန်လှတယ်အထဲမှာသူစိုက်ထားတဲ့ပန်းလေးတွေရောနောက်ပြီးသူလှုပ်ထားတဲ့ပုံစံလေးတွေကယူရိုပုံစံမျိုးလေးတွေလည်းလှုပ်ထားတယ်တပ်ပုံတွေတော်တော်များများကိုရိုက်လို့ရတယ်နောက်တနေရာကဒီချန်းအရုတ်ဆိုတဲ့နေရာကဒီစက်ကားတကားကြောင့်မလို့ဒီနာမည်ကြီးလာတာဒီလမ်းမကြီးပဲဒါကလွဲလို့ကျန်တဲ့ဟာတော့မရှိဘူးဒီနေရာမှာပဲဒီတပ်ပုံထွက်တာနောက်နာမည်ကြီးတဲ့နေရာတစ်ခုကဒီ S ပုံတံရှိတဲ့ကမ်းခြေကွေလေးဒီနေရာမှာလူတော်တော်များများ relax လာလောက်ကြတယ်စပိန်လေးငားပြီးတော့မှဒီကမ်းခြေတစ်လျှောက်လုံးကိုစပိန်စီးသွားတယ်ရာသီဥတုလည်းတာရတော့တော်တော်လေးကိုလှတဲ့နေရာလေးတာလီမြို့မှာနောက်ဆုံးထက်လဲလိုက်တဲ့နေရာတစ်ခုကခြုံစိမ့်3ထက်စီဒီပဲဒီစီဒီကိုတက်တာလဲလေကထစ်တွေအများကြီးတက်ရတယ်အသက်အစင်းဆိုလဲလေ့ကျင့်ခန်းတော်တော်လေးလှုပ်ဖြစ်သွားတယ်ဒီနေရာလေးပြီးသွားတော့ကျွန်တော်တို့ရှန်ဂရီလာမြို့ကိုဆက်ပြီးတော့သွားတယ်ဒီသွားတဲ့လမ်းမှာ Tiger Leaping Gulch ဆိုတဲ့နေရာကိုအရင်ရောက်တယ်ဒီနေရာမှာရေစီအရန်တန်တယ်သူ့သမိုင်းကြောင်းလေးနဲ့သူပဲအဲ့ဒါလာလဲတဘာဝတရားရဲ့စမ်းကြည့်မှုအရန်ကိုလာတယ်ဒီရှန်ဂရီလာရောက်သွားတဲ့အခါကျွန်တော်တို့ပထမဆုံးညရောက်သွားတော့ဒီ Old Town ကိုအရင်သွားလဲတယ်သူ့ရဲ့ Ancient City ပေါ့ကွေးရှမ်းဖတ်မှာရှိတဲ့ဒီကပအကြီးဆုံးသောပထန်းဆက်အလက်အိုးကြီးဆိုပြီးတော့မှရွှေရောင်မန်တန်အလက်အိုးကြီးလို့နာမည်ကြီးတဲ့လူအင်အားတွေအများကြီးနဲ့လှဲ့မှပဲသူကလဲနိုင်တဲ့အိုးကို3ပတ်လဲပြီးတော့မှဆူတောင်းမေတ္တာပို့ခဲ့သေးတယ်ဒီအိုးထောင်းထဲမှာအစာအသောက်လေးတွေအများကြီးရောင်းတယ် snack လေးတွေဒီ yak ဆိုတဲ့ဒီရင်းနွားနို့ကနေလှုပ်ထားတဲ့နို့ထွက်ပစ္စည်းလေးတွေ cheese တုံးလေးတွေအများကြီးရောင်းတယ်စားလို့လည်းတော်တော်လေးကောင်းတယ်ဒီညမှာပဲကျွန်တော်တို့ကဒီအောက်ဆီဂျင်ဘူးလေးဒီအိုးထောင်းကနေဝယ်ခဲ့တယ်ဒီအိုးထောင်းမှာသူက8ယွမ်မဟုတ်ရင်10ယွမ်ပဲရောင်းတယ်အကယ်လို့ကျွန်တော်တို့စခါနင်းတောင်ကိုသွားတက်တယ်နင်းတောင်အောက်ရောက်မှပဲဝယ်တယ်ဆိုရင်တော့အောက်ဆီဂျင်ဘူးတဘူးက90ယွမ်ပေးပြီးတော့မှဝယ်ရမယ်နင်းတောင်လေးရဲ့အလားကတော့ဒီဗီဒီယိုထဲကအတိုင်းပဲအရန်ကိုရင်သက်ရှုမောဖွယ်ကောင်းတယ်ကျွန်တော်တို့ဒီအပူပိုင်းဒေတာကနေသွားတဲ့သူတွေနင်းမမြင်ဘူးတဲ့သူအတွက်အရန်ကိုကျွန်တော်အတွက်ကတန်တယ်နင်းတောင်သွားတာကိုပဲအချိန်ကတရက်ပေးရတယ်နောက်တရက်မှာရှန်ဂရီလာတဲ့ပိုဒါလာနန်းတော်ငယ်လေးကိုသွားလဲတယ်ဒီပိုဒါလာနန်းတော်ငယ်လေးကတောင်ကုန်းပေါ်မှာခန့်ညားထဲဝါစွာတည်ရှိနေတဲ့ဒီနန်းတော်လေးကတိပတ်ယဉ်ကျေးမှုရဲ့ပိတုကာနဲ့ပညာတွေပေါင်းစပ်ထားတဲ့လှပတဲ့နေရာလေးတစ်ခုဖြစ်တယ်
ရှန်ဂရီလာမြို့လေးကအရန်လာတယ်ဒါပေမဲ့သူအမြင့်ပိုင်းဒေတာမှာရှိတဲ့အတွက်ကြောင့်မလို့အောက်ဆီဂျင်လည်းလျော့နေတဲ့ဒေတာမှာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နေထိုင်မကောင်းတာမျိုးဖြစ်တယ်အောက်ဆီဂျင်မလုံလောက်တာရှိတယ်အခန်းထဲမှာဟိုတယ်အခန်းထဲမှာအောက်ဆီဂျင်လေးထည့်ပေးထားတယ်ဆိုပေမဲ့လည်းညအိပ်ရင်းနဲ့အသက်ရှူမဝပဲနဲ့နိုးလာတာမျိုးတော့ရှိတယ်ရှန်ဂရီလာမြို့လေးကအရန်လာတယ်ဒါပေမဲ့နောက်တစ်ခါတော့လည်းမသွားချင်တော့ဘူး